ကျောင်းမှာဆရာမစာတင်ဟီဟီဒီနေ့ငါစာကြည့်မလားဆိုပြီးတော့အဲ့တစ်ချိန် ဟုတ်တယ်လို့ကတော့ဆရာမပြင်မာတာပေါ့အဲ့တော့ဆရာမတကယ်ကြီးရကျွန်တော်ကပါလေအင်္ဂလိပ်စာတင်တာဗျဆရာမကြီးပြောရမယ်ဆိုရင်အဲ့တော့ကျွန်တော်တို့ကအဲ့တော့ဆိုဘယ်တော့16 16ဖြစ်မှာပေါ့နော်16 17အဲ့ပတ်ဝန်းကျင်ဆရာမတွေကကြတော့အဲ့တော့25 24 26အဲ့ပတ်ဝန်းကျင်27ပေါ့နော်အဲ့မှာ तू ကအင်္ဂလိပ်စာကြတော့ကျွန်တော်တို့ကဟိုပေါင်းတင်ရဗျာ compound class ပေါ့နော်ဟိုကျွန်တော် major ချိန်မဟုတ်ဘူးလေကျွန်တော်တို့က minor ဖြစ်နေတာအဲ့တော့အဲ့လိုမျိုးအတန်းလူတွေကအများကြီးပဲတန်းရအရှိကြီးပဲအဲ့တော့ IN ရဲ့ဒီဆရာမဒါပေမဲ့ तू ကဟိုကျွန်တော်တို့တင်နေကြဆရာမမရှိဘူး तू က supplement ပေါ့နော် supplement ဝင်တင်တာအဲ့လိုမျိုးတင်နေတဲ့အချိန်မှာသူ state စင်ပေါ်မှာထိုင်ပြီးတင်သူကကြပြားတွေနဲ့ကျွန်တော်တို့တင်တာအဲ့တော့ချင်ပန်စီအကြောင်းတင်ရဆိုချင်ပန်စီပြီးရင် ABCD အဲ့လိုမျိုးအဖြေတွေကိုအဲ့လိုမျိုးသူကတချင်းနဲ့တင်တာအဲ့နေ့ကကျ reading တခုဖတ်တာဗျဖတ်နေနဲ့ဆရာမဖတ်နေပါရှင်ကျွန်တော်တို့ကလည်းအောက်မှာစာအုပ်ကိုပဲကြည့်နေဖတ်နေနဲ့ရက်သွားတော့ကျွန်တော်ဆရာမဘာလုပ်နေလဲမသိဘူးဆက်ပြောမနေတူတယ်ပေါ့ကျွန်တော်ရက်နေနည်းနည်းကြာအကြောင်းသားရဲ့အကောင်ကမောကြည့်ရောဆရာမအဲ့ချိန်ကျတော့စာအုပ်ကြီးကိုဒီလိုအဲ့လိုလှုပ်ထားစာအုပ်ကြီးကိုအဲ့လိုလှုပ်ထားပြီးတော့ဆရာမနည်းနည်းလေးကြာတော့ဆရာမအတန်ထွက်လာရီတဲ့တိုင်ထွက်လာအဲ့စာအုပ်ကြီးသူကဒီလိုကြီးလှုပ်ပြီးရီနေခေါင်းကြီးနဲ့ရီပြီးတော့ဒီလိုကြီးပြဟီတဲ့မနေ့ကဒီပဲကြည်လာတည်ဆရာမဟောလို့ဒီရဲ့ဒီနောက်ပိုင်းနဲ့မသိတော့ဘူးဆက်တယ်လို့မရတော့ဆရာမကြီးရအဲ့လိုမျိုး